Pelfish English App မှာပါဝင်တဲ့ feature လေးတွေကိုကျွန်တော်နဲ့ဒီနေ့ overall လေးကြည့်လိုက်ရအောင် Pelfish English App ရဲ့စာအုပ်တိုင်းမှာတသားမိမိလေးတွေအတွက် feature 3မျိုးတိတိပါပါတယ်ခင်ဗျာအဲ့ဒါကတော့ listen ရဲ့ record ရဲ့ practice ရဲ့ပဲဖြစ်ပါတယ် listen ဆိုတဲ့ feature ကတော့ဆရာဆရာမဖတ်ပြတာကိုနားထောင်ရတာဖြစ်တဲ့အတွက်ကြောင့် listening skill ကောင်းစေပါတယ် Brush your teeth. I'm Luca. I like candy. listen သုံးပြီးွားတိုင်းလည်းစာအုပ်လေးကဖတ်လို့မပြီးသေးဘူးเนาะ record နဲ့ practice ဆိုတဲ့ feature လေးတွေကိုလည်းသုံးပေးရပါမယ်ဒါဆိုလို့ရှိရင် record ဆိုတဲ့ feature လေးကိုသုံးကြည့်လိုက်ရအောင် Brush your teeth. record ခလို့လေးနဲ့ဆိုလို့ရှိရင်ကိုယ့်အကို microphone လေးကိုနှိပ်ပြီးတော့အတန်ပြန်သွင်းရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ speaking အားကောင်းပြီးတော့ pronunciation လည်းပြီးသားစေပါတယ်ခင်ဗျာ brush your teeth Perfect. ဒါဆိုရင်အခုနောက်ဆုံးကြံတဲ့ practice လေးကိုအသုံးပြုကြည့်ကြရအောင် My teeth. my teeth Perfect. Perfect. Teeth. Water. Perfect. အခုဆိုရင် congratulations ဆိုပြီးတော့ကျွန်တော်တို့ listen ရော record ရော practice ရောအမှန်ကြီးလေးရသွားပြီမို့လို့ဒီလိုမျိုးဆိုလို့ရှိရင်စာအုပ်လေးတစ်အုပ်ကိုတသားမိမိကအောင်မြင်မြင်ဖတ်ပြီးပြီလို့ယူဆလို့ရပါတယ်ခင်ဗျာ home button မှာရှိရဲကျွန်တော်တို့ today's read ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့နေ့စဉ်ပုံမှန်ဖတ်တဲ့စာအုပ်လေးတွေကိုရွေးချယ်ပြီးတာတွေ့ရမှာဖြစ်ပါတယ်ဒါအပြင် home screen မှာရှိတဲ့ library တွေဝင်ပြီးတော့လည်းကျွန်တော်တို့ရဲ့စာအုပ်ပေါင်း4000ကျော်ကိုဝင်ပြီးလေ့လာလို့ရပါတယ် level A ကနေ level Z အထိစာအုပ်ပေါင်းအများကြီးရှိတာဆိုတော့ကျွန်တော်တို့အသက်3နှစ်ကနေ15နှစ်ရွယ်တသားမိမိလေးတွေအတွက်ဖတ်ဆရာစာအုပ်တွေအများကြီးပဲပေါ့ဒါအပြင် home screen ဘေးမှာရှိတဲ့ TV ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးတော့လည်းတသားမိမိလေးတွေအတွက်အကျိုးရှိစေမယ့်အင်္ဂလိပ်ပုံမြင်လေးတွေသင်ခန်းစာလေးတွေကလေးချင်းလေးတွေကိုဝင်ရောက်ကြည့်ရှုလို့ရပါသေးတယ်ခင်ဗျာSing along with Pelfish. Head, shoulders, knees and toes, knees and toes. Crawl. ဒါအပြင်တသားမိမိလေးတွေအတန်အတွက်ကောင်းမှုပြီး vocabulary ကျွဲဝဖို့အတွက်လည်းအခုလိုမျိုး game season လေးတွေပါတော့သူတို့လေးတွေလုံးဝမပြင်းတော့ဘူးပေါ့ car panda duckအခုလိုမျိုး feature စုံလင်ပြီးတော့အရေးကြီးပြေးွားတဲ့ Pelfish English App ကိုအသုံးပြုချင်တယ်ဆိုလို့ရှိရင်တော့မိဆွဲနေရာကိုသွားပြီးတော့ activate code လေးမှာကျွန်တော်6လစာသို့မဟုတ်တစ်နှစ်စာလေးကိုဖြည့်သွင်းပြီးတော့အသုံးပြုလို့ရပါပြီဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ Pelfish English App 6လစာပဲဖြစ်ဖြစ်တစ်နှစ်စာပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် Pelfish မြန်မာရဲ့ official Facebook page ကနေတစ်ဆင့်ဒါမှမဟုတ်ဖုန်းနံပါတ်3940 9900 611ကိုဆက်သွယ်ပြီးတော့လည်းမှာယူနိုင်ပါတယ်ခင်ဗျာ